အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ကိုချက်ပေါင်း channel ကနေကျွန်တော်မိတ်ဆွေတွေကိုပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော် channel ကိုမှကျွန်တော်ကပေါ့ Telegram Viber channel ကိုကျွန်တော် link ချိန်ထားတယ်ဗျာเนาะအမှသွားကြည့်လိုက်ပေါ့เนาะအများနဲ့မတင်ဘူးဆိုလို့ရှိရင်ပေါ့เนาะအဲ့တော့နောက်တစ်ခုနေနဲ့ကျွန်တော်တို့ပေါ့เนาะဒါအပိတ်နေအတွက်ကျွန်တော်က12နာရီတီးတံပေါ့เนาะနေ့ကမှတော့ကျွန်တော်အားမတင်တာမအားရင်မတင်ပြဘူးပေါ့เนาะအခုလိုမျိုးကျွန်တော်ကအပြာရောင်နဲ့အနီရောင်နဲ့ပေါင်းရင်ဟာညီမချင်းဖြစ်နေရမယ်ပေါ့ဒါကြောင့်မို့လို့ကျွန်တော်ကရှစ်ထိပ်ရတယ်138ပေါင်းချင်းရှစ်ပေါ့เนาะဟိုဘက်က606ပေါင်းချင်း9ပေါ့အဲ့လိုမျိုးနဲ့ကျွန်တော်ကညီမချင်းနဲ့ပြီးသွားတာပေါ့เนาะသဘောတရားပေါ့เนาะဗီဒီယိုပိုင်းလည်းအရှိန်ကြီးသိမလို့ရှင်ဘူးအဲ့တော့ခုံပိတ်ပေါ့เนาะခုံပိတ်ဆိုတော့ကျွန်တော်ရဲ့ကဏ္ဍ8ခုအခုဒီကောင်အခွေယူရတာ138အခွေကြမယ်လို့ကျွန်တော်ပြောတာဗျာအဲ့တော့တွက်နီးနဲ့ရောကျွန်တော်ဒီ formula ရသွားတဲ့ပုံစံတိုင်းနဲ့ရောတွက်မယ်ဆိုလို့ရှိရင်ပေါ့เนาะအဲ့ဒီအခွေကိုကျွန်တော်မိတ်ဆွေတို့ယူပြီးတော့တွက်ပေးထားတာပေါ့เนาะအတန်သွင်းလိုက်ခြင်းအပြင်ပါလဲဆိုမိတ်ဆွေတို့လည်းဒါဆိုရင်ဘာတွေလောက်ထားလဲဆိုတာသိသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့10ချိန်မှာကျွန်တော်လောလောဆယ်မှာနေ့တိုင်းကကျွန်တော်2ချိန်3ချိန်မြောက်ဝင်ထားပြီပေါ့เนาะโอเคပါအားလုံးကိုကျေးဇူးတင်ပါတယ်